ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဗီဒီယိုမှာတော့ဒီကျွန်တော် iPhone မှာပေါ့နော်ကင်မရာလေဆာဆက်ကင်မရာလေဆာဆက်လို့ပြောတဲ့အခါမှာတချို့တွေကြတော့ကင်မရာလေဆာဆက်ကဘာလဲမိကုန်းပြန်ပြီးထုတ်ကြရှိတာပေါ့နော်ဆိုတော့ဒါမသိသေးတဲ့လူတွေကိုကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဆိုတော့ကင်မရာလေဆာဆက်လို့ပြောတဲ့အခါမှာကင်မရာလေဆာဆက်ဘာကြောင့်ဖြစ်တာလဲကင်မရာလေဆာဆက်မဖြစ်အောင်ကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်ရမလဲဘာတွေသတိထားရမလဲဆိုတော့ကင်မရာလေဆာဆက်ပါသွားပြီဆိုရင်ဈေးတန်းတစ်ခုကဘယ်လိုမျိုးဖြစ်သွားလဲပေါ့နော်အဲ့ဒီຢာနဲ့ပတ်သက်ကျွန်တော်မျှဝေပေးချင်တာပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်ကင်မရာလေဆာဆက်ကျွန်တော်မှာဒီတစ်လုံးရှိတာပေါ့နော်ဒါတော့မှမများဘူးဗျကျွန်တော်တေချာစစ်ထားလို့ဒါပေါ်တာပေါ့နော်ဒါကပုံမှန်ဒါ normal user တွေဟို customer တွေဆိုရင်တော့တိမှာမဟုတ်ဒါအဲ့ဒါနဲ့ပတ်သက်ကျွန်တော်ပြပေးချင်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီမပြပေးခင်မှာကျွန်တော်ပြောပြချင်တာကင်မရာလေဆာဆက်ဘာကြောင့်ဖြစ်လဲပေါ့နော်အဲ့တော့ကင်မရာလေဆာဆက်ဖြစ်ရတဲ့အကြောင်းရင်းကဘားတွေကလပ်တွေမှာပေါ့နော်ဖုန်းကိုထုတ်ရတဲ့အခါမှာဖြစ်များတယ်ဆိုတော့အဲ့ဒီဘားတွေကလပ်တွေမှာတုံးတဲ့ဒီစလိုက်မီပေါ့နော်စလိုက်မီလေဆာမီပေါ့အဲဒီရောင်တော်မီလေးအဲ့ဒီလေဆာမီကအရန်ပြင်းတယ်ဗျအဲ့ဒီကလေဆာမီကကျွန်တော်တို့ဒီကင်မရာလမ်းမှာရှိတဲ့စင်ဆာတွေကိုတော့ထိတယ်ဗျဆိုတော့အဲ့ဒီမှာရှိတဲ့စင်ဆာက CMOS လို့ခေါ်တဲ့ဒီသူ့ရဲ့အဲ့စင်ဆာနဲ့ဒီ CCD စင်ဆာပေါ့နော်အဲ့ဒါတွေတော့ထိတဲ့အခါမှာဖြစ်သွားနိုင်တယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ zoom ဆွဲတဲ့အခါမှာ zoom ဆွဲရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီလေဆာသွားစစ်တဲ့အခါမှာဆိုရင်လည်းဒီ 1H နဲ့ 2H မှာတော့တိတ်မပေါ်ဘူး 2H အထက်မှာဆိုရင်ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ zoom ဆွဲကြရတယ်ဗျာဒီတို့အမှ amplitude ရှိမလားစရှိရထားပါတော့ DJ တွေပါတယ်ပေါ့အမှသူရိုက်ကြတယ်ဗျာအဲ့မှာလေဆာထုံးတယ်ဓာတ်ရိုက်တော့ထိတဲ့အခါကျရင်ဒီကင်မရာဟုတ်တယ်ဒီကင်မရာမှာတော့ဘာမှတော့မပေါ်ဘူးဒါပေမဲ့စစ်တဲ့အခါမှာကျွန်တော်ပြီးဗီဒီယိုနဲ့ပြပေးမယ်နော်အဲ့တော့ပြောချင်တာကအဲ့ဒီလေဆာဓာတ်တက်ထိတဲ့အခါမှာအရန်ဟိုကင်မရာသုံးတဲ့ချိန်မှာပူတယ်ဗျာအဲ့တော့ဒီကင်မရာတက်ထိတဲ့အခါကျရင်အဲ့လေဆာတွားပြီးတော့ပေါ်လာတာပေါ့နော်လေဆာပန်းရောင်ဆက်တွေဖြူအောင်ဆက်တွေမင်းအောင်ဆက်တွေပေါ့နော်အဲ့လိုမျိုးလေဆာဆက်လေးနဲ့ပေါ်တယ်အဲ့တော့အရန်များတဲ့ခါမှာတော့ပုံရတဲ့ခါမှာရုပ်ပေါက်လာပေါ့နော်ကြည့်ရတာအဆင်မပြေဘူးဟိုမတိမတာလေးဆိုရင်တော့ပြဿနာမရှိလက်ခံလေးအဲ့ဒီခါကျရင်ဈေးလည်းတက်တာရဗျာဈေးကသိန်းကနန်းနဲ့တက်တာတယ်ဆိုတော့3 4 5သိန်းမော်ဒယ်မြင့်5သိန်း6သိန်းအဲ့လောက်ထိတော့ဟာတယ်ဗျာဟာပြီးတော့ရောင်းကြတယ်ဘာလို့ဆိုရင်လေဆာဆက်အရန်များတဲ့ခါကျရင်တော့အဲ့လောက်တော့ဟာရမယ်နေတဲ့ခါကျရင်လည်းဟိုတချို့ကြတော့ရောင်းကြကျွန်တော်ကိုယ်တိုင်လည်းရောင်းပေးတယ်လေဆာဆက်ပိုင်းလည်းကျွန်တော်ပြောရောင်းတယ်ဆိုတော့ထားပါတော့အဲ့ဒါကတော့ကျွန်တော်နေလဲကြတော့အားတာချက်လို့ကျွန်တော်မြင်တယ်ဈေးတက်တာနဲ့ရတာဗျာကိုတာကင်မရာအရန်ရင်းမချီဘူးဆိုရင်တော့အဲ့ဒါကိုအဆင်ပြေတာပေါ့နော်အဲ့တော့လေဆာဆက်ရှိတဲ့လုံးကဒီလုံးပါဒါတွေဘရိုဒါတော့မှတော်တော်နဲတဲ့အနေအထားတစ်ခုပါအဲ့တော့ဒီမှာကျွန်တော်ပြရမယ်နော်ကင်မရာကျွန်တော်ထုတ်လိုက်ပြီဒီမှာကျွန်တော်ရိုက်ပြရမယ်နော်ဒီမှာမပေါ်ဘူးနော်ဒါလည်းမပေါ်တယ်ဒီမှာနည်းနည်းပေါ်လာနေတယ်ပေါ်တယ်နှစ်ဆအထက်မှာဆိုနည်းနည်းပေါ်လာတယ်မှာတွေ့ရလားမသိဘူးဒီမှာလည်းတေးသေးလေးဒါလက်ခံလို့ရတယ်ဗျဈေးလည်းအများကြီးတက်တာဒီမှာ zoom ဆွဲလိုက်ပြီဆိုများလာပြီဒီ zoom ကြီးကဘယ်သူမှလည်းမရိုက်ပါဘူးဗျအဲ့လောက်ထိလေသိလားဒါဟိုတခြားအရောင်မှာဆိုပြီးတော့ရောသွားပြီးတော့တိအောင်မသိရတော့အဲ့ဒီဒါတခုပေါ့နော်ဒါတွေကကျွန်တော်အနေနဲ့ဆိုရင်တော့ budget ဖြစ်တယ်ဆိုရင်လက်ခံပြီးတော့ဝယ်လို့ရတာပေါ့နော်ဒီမှာဒီလိုနေရာဆိုဘလို့တည်တော့မှာလေဟုတ်လားအဲ့ဒါပြောတာပေါ့နော်အဲ့တော့ဒီဟိုတခြားအပိုင်းတွေဟိုမှာလေဆာထိလို့ဆိုပြီးတော့ portrait မရတာတွေပါတယ်တော့မဟုတ်အကုန်ရတယ်အတန်တွေပါတယ်အကုန်ရတယ်ဗျ camera fashion တော့အကုန်ရတယ်ပြောချင်တာလေဆာလေးအဲ့လိုမျိုးကျွန်တော်ခဏအစောပိုင်းရှင်းပြခဲ့တယ်လို့ပဲဒါတွေကြောင့်ဖြစ်လာတာပေါ့နော်ဒါတွေကြောင့်ဖြစ်လာတော့ဈေးကလည်းအများကြီးတက်တာသွားတာပေါ့နော်အဲ့ဒီຢာပေါ်မှာတော့ဟိုလက်ခံလို့ရတဲ့အဲ့တော့တခုလို့ကျွန်တော်တော့မှတ်ချက်ပြုချင်တာပေါ့နော်အဲ့တော့ဈေးနဲ့ပတ်သက်လို့ကျွန်တော်ပြောပြချင်တာကတော့ဈေးကဟိုကင်မရာလေဆာဆက်နဲတယ်လို့ဗျာဟို2သိန်း3သိန်းလောက်ခွာပြီးတော့ရောင်းတယ်တချို့ကင်မရာလေဆာဆက်အရန်များသွားပြီဆိုရင်တော့သူကပြင်လို့မရဘူးဗျဒီကင်မရာလေဆာဆက်ကလေပြောချင်တာအဲ့တော့ပြင်လို့မရတဲ့အခါမှာဒီကင်မရာတန်ဖိုးတစ်ခုတော့ short ပြီးတော့ရောင်းပေးရတာပေါ့နော်ဟိုကင်မရာပြဿနာရှိလာနိုင်လားဆိုတော့လေဒါတော့ကိုထပ်ရုပ်ထပ်ပြီးတော့ထုတ်ရိုက်လိုက်တဲ့ခါကျရင်တော့လေဆာဆက်ပုံများလာတယ်လို့ဖြစ်သွားနိုင်တယ်ဗျအဲ့တော့ကိုကစင်စင်သုံးမယ်ဆိုရင်တော့ကိုတော့ကbudget လည်းဖြစ်တယ်300လည်းဆင်ပြေတာပေါ့နော်အဲ့တော့ဟိုကင်မရာအရင်ကြည့်ဖို့တချို့ကြတော့လုံးဝကင်မရာနဲ့လုပ်နေရတယ်ဗီဒီယိုရိုက်နေရတယ်လေဆာမီအောင်မှာပြောတာပါဆိုတော့အဲ့လိုမျိုးလေဆာမီအောင်မှာမဟုတ်ဘူးပုံမှန်တိုင်းပဲချိန်မယ်ဆိုရင်တော့လည်းပြဿနာမရှိပါဘူးဆိုတော့အဲ့တော့ရှောင်းရမယ့်အချက်ပေါ့နော်ရှောင်းရမယ့်အချက်ကကျွန်တော်တို့ရှင်းပါတယ်ကျွန်တော်တို့ဒီလေဆာတဲ့ကြားတဲ့နေရာတော့မရိုက်နဲ့ပေါ့ကိုကဘားတွေကလပ်ပြီးတွားတက်တယ်ဆိုရင်တော့
ဟိုလုံးဝဒဲကြတဲ့နေရာမှာဖုံထုံးမရိုက်ဒါတော့အကောင်းဆုံးပေါ့နော်အဲ့လိုမျိုးရှောင်ပေါ့ဆိုတော့တကယ်လို့ကိုကမှတ်တမ်းတစ်ခုနဲ့ထုတ်ရိုက်မှာဖြစ်မယ်ဆိုရင်တော့လည်းဘေးကိုတော့ရိုက်ပေါ့နော်သူဒဲကြတဲ့နေရာမရိုက်ပဲနဲ့ဘေးဘက်ကိုရိုက်ပေါ့အဲ့လိုမျိုးတော့ကိုလုပ်ရမယ်အဲ့ဒါရှေ့ဘက်မှာမဟုတ်ဘူးနော်ဒီ selfie ဘက်လည်းဖြစ်တတ်တယ်ဗျ selfie ကျွန်တော်ဒီမျိုးရိုက်တဲ့ခါမှာဆိုရင်လည်းပါလာတတ်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်သတိပေးချင်တာကဟို model မြစ်ပေါ့နော်16 Pro Max 19 Pro Max ပေါ့ဒီအခြေအနေနဲ့ဆိုရင်တော့ဒီ branding channel တော့ပဲထားပါတော့ကျွန်တော် Apple official ပေါ့နော်ဒီ Apple ရဲ့တရားဝင်အာမခံ channel အလုံးလေးပေါ့အဲ့ဒါတွေအထူးသဖြင့်သတိထားရမယ် second ဝင်တဲ့အခါမှာဘာလို့လဲဆိုရင် laser set ပါသွားပြီဆိုရင်ဒါ user fault ကြောင့်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ branding အကျုံးဝင်တော့ပါဘူးအဲ့ဒါ user fault factory fault မဟုတ်တော့ဘူးသူတို့ရဲ့ကုမ္ပဏီကလာတဲ့ဟို error မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကိုကတုံးလို့ဖြစ်သွားတဲ့ error ဖြစ်သွားတဲ့အတွက်ကျန်တဲ့အပိုင်းတွေဘာမှသူတို့တောင်းရင်ပေးမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ second ပြန်ဝင်တဲ့အခါမှာ branding channel ဆိုရင်လည်း laser set ကိုအထူးပြသတိထားရမှာပေါ့နော်အထူးကူးစိုက်ပြီးတော့သတိထားရပါမယ်အဲ့တော့ဒါကတော့ဟို Apple official branding channel တုံးပြောတာပါအဲ့လိုမှမဟုတ်ဘူးတခြားဒီ16 Pro Max 15 Pro Max ဒီ73 Pro တွေဖြစ်ပေါ့နော်ဟို Apple official မှာမကျန်တော့တာဗျာဒီ laser set ကြောင့်ဈေးအများကြီးတက်တာပါပြီဆိုတော့ဝယ်တက်တယ် laser set မများဘူးဆိုရင်တော့ဝယ်တက်တာပေါ့နော်များပြီဆိုရင်တော့ဒါကင်မရာဈေးတစ်ခုခွာပြီးတော့အကြောင်းမှပဲဟိုဝယ်သူနေနဲ့ကအဆင်ပြေမှာပေါ့နော်အဲ့တော့ကင်မရာ laser set လေးမတိတာဘူးဆိုရင်တော့ကျွန်တော်နေရာဈေးအများကြီးတက်တာသွားတဲ့ဖြစ်တဲ့အတွက်ဝယ်ကြဖို့တော့ကျွန်တော်တော့အကြံပြုလို့ရပါတော့နော်ကျွန်တော်လည်းဝယ်မှာပဲဘာလို့ဈေးအများကြီးတက်တာလဲဗျာဒီကင်မရာ laser set ကမတိတာဘူးတချို့ကြတော့လုံးဝဟိုဒါကြီးကိုနည်းနည်းစိတ်တိအောင်ဖြစ်နေတယ်ဆိုတော့မဝယ်နဲ့ပေါ့နော်ဆိုတော့ကဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဒါကလည်းခဏကျွန်တော်ပြောချင်တဲ့ဒီ Apple official branding channel အလုံးစုံတော့သတိထားပါတော့ဒါအဲ့ဒီ channel နဲ့တင်တခြားဘယ်အပိုင်းမှာအကျုံးဝင်တော့ဗျအဲ့ဒါကြောင့်ပါဆိုတော့ကဲအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်တခြားသိချင်တာရှိရင်လည်းမေးထားလို့ရပါတယ်ကျွန်တော်ချိန်ရတဲ့အခါမှာ video လေးရိုက်ပြပြီးတော့ပြောပြပေးသွားပါမယ်အားလုံးပဲအဆင်ပြေကြပါစေ good luck ပါ